င်္ဂလာပါကိုပထမဆုံးအနေနဲ့အခုနာမည်လေးနဲ့လုပ်ငန်းကြောင်းလေးမိတ်ဆက်ပြပါအောင်နော်မင်္ဂလာပါခင်ဗျကျွန်တော်နာမည်ကိုရွှေဖြိုးပါကျွန်တော် OSC စေယုံရဲ့ HOD တူဖြစ်တဲ့admin ဌာနရဲ့ဌာနဦးတယောက်လည်းဖြစ်ပါတယ်ကျွန်တော်တို့စေယုံကဆိုရင်လွန်ခဲ့တော့ဒီ2009ခုနှစ်ကစပြီးတော့ဒီဂရင်15ဂရင်ကစပြီးလက်ရှိဆိုရင်ကျွန်တော်တို့ဂရင်200အထိကိုဝန်ဆောင်မှုပေးနိုင်တဲ့စေယုံတစ်ခုပေါ့နော်လက်ရှိမှာဆိုရင်ကျွန်တော်တို့ဝန်ထမ်းဦးရေ900နဲ့ကျွန်တော်တို့ကျန်းမာရေးမှာ private hospital လောကမှာအကောင်းဆုံးဝန်ဆောင်မှုပေးနေတဲ့စေယုံတစ်ခုဖြစ်ပါတယ်ခင်ဗျာ PTI ကိုဘယ်ချိန်ကလေးကစသိခဲ့ရလဲနဲ့ဘယ်လိုမျိုးလေးစသိခဲ့ရလဲဆိုတာကိုလည်းပြပြပေးပါအောင်ကိုဟုတ်ဘယ်ချိန်တွေကစသိတာလဲဆိုရင်ကျွန်တော်တို့2012ခုနှစ်ကစသိတာပေါ့နော်2012ခုနှစ်မှာကျွန်တော်တို့ဒီကစေယုံ6ထပ်ဆောင်အဆောက်အဦသစ်ကျွန်တော်တို့စ run တော့ပဲဆိုတော့ကျွန်တော်တို့ဒီမီးစက်ဝယ်ဖို့အတွက်လိုအပ်လာပြီပေါ့နော်အဲ့ဒီခါမှာကိုကျွန်တော်တို့ရဲ့မိတ်ဆွေတွေကလည်း recommend ပေးကြတယ် extra အရန်ကောင်းတယ်သုံးကြည့်ပါလို့ပြောရတယ်ကျွန်တော်တို့ဒါမိတ်ဆွေတွေရဲ့ညွှန်ကြားချက်နဲ့လက်ဆင့်ကမ်းပြီးတော့ကျွန်တော်175 kV တလုံးကိုစပြီးတော့အသုံးပြုခဲ့ပါတယ်ခင်ဗျာဒါ2012ခုနှစ်ကပါတကယ်သုံးကြည့်လိုက်တော့ဒီ175 kV ကတော်တော်လေးကိုလည်းသုံးပြုလို့အဆင်ပြေတဲ့အပိုင်းရောပြီးသွားရင်ဒီ PTI မှာရှိထားတဲ့ဒီ service engineer တွေရဲ့ဝန်ဆောင်မှုပိုင်းပေါ့နော်ကျွန်တော်တော်တော်လေးနှစ်သက်လာတယ်ဘယ်လောက်ထိလဲဆိုရင်တချို့ကိစ္စတွေမှာအကိုတို့ကနေပြီးတော့လိုအပ်လို့ဖုန်းဆက်လိုက်ရင်တော့မှပဲလူကိုယ်တိုင်မရောက်နိုင်ခဲ့ရင်တော့သူတို့ကဒီဒါဗီဒီယိုကောကနေဖြစ်စေဖုန်းကနေဖြစ်စေလှမ်းပြီးတော့ဒါ instruction ပေးတယ်ပေါ့နော်အဲ instruction တိုင်းကျွန်တော်တို့ကဆက်လက်ပြီးလှုပ်ဆောင်လိုက်တော့ကျွန်တော်တို့အတွက်ကို operation မှာလေဘက်ကတော်တော်လေးအဆင်ပြေတယ်အဲ့ဒီအချက်တွေအကြောင်းပဲကျွန်တော်တို့ထပ်ပြီးတော့ဒီ2023ခုနှစ်မှာကျွန်တော်တို့ရဲ့ဒီအခုဆက်လက်တီဆောက်ထားတဲ့building အသစ်မှာလဲဒါ900 kV နှလုံးကိုဒါ PTI ကပဲကျွန်တော်တို့ရုံကြည်ကြီးနဲ့ဆက်လက်ပြီးတော့ဝယ်ယူအားပေးဖြစ်ခဲ့ပါတယ်ခင်ဗျာမီးစက်ဝယ်ယူပြီးတဲ့နောက်ပိုင်းမှာလဲ PTI ရဲ့ after sales service နဲ့ပတ်သက်ပြီးတော့အခုအနေနဲ့စိတ်ကျေနပ်မှုရှိရလားဆိုတာကိုလည်းပြပြပေးပါအောင်ကိုဝန်ထမ်းဝန်ဆောင်မှုကတော့အရန်ကောင်းပါတယ်ခင်ဗျာဒါကျွန်တော်တို့ ਨੇ ခင်လဲခင်ပါတယ်ဒါကိုတီဟာတို့ကိုအောင်ကိုဖြိုးတို့ဆိုရင်တော်တော်လေးကိုကျွန်တော်တို့အပေါ်မှာဟိုစိတ်ရှည်တီးခံပြီးတော့လည်းရှင်းပြပေးတယ်ကျွန်တော်တို့customer ဘက်ကိုလည်းတော်တော်လေးကိုသူတို့အဆင်ပြေအောင်စီမံပေးတာရှိထားတယ်ဥပမာအဖြစ်ဆိုရင်ကျွန်တော်တို့ဒီ900 kV နှလုံးထပ်ဝယ်မဲ့အချိန်မှာကျွန်တော်တို့ဒီဘက်ကmanagement နဲ့ကျွန်တော်တို့ဒီဘက်ကPTI ရဲ့ဝယ်ယူရေးဘက်ကိုကျွန်တော်တို့တော်တော်လေးကိုညှိနှိုင်းလိုက်ကြတဲ့ကိစ္စမျိုးတွေရှိထားတယ်ပေါ့နော်အဲ့ဒီခါမှာဒီဘက်ကကျွန်တော်အကူတွေဖြစ်တဲ့ကိုတီဟာတို့ကိုအောင်ကိုဖြိုးတို့ကနေပြီးတော့တေချာလေးဝယ်ယူဖို့အတွက်ကိုစီစဉ်ဆောင်ရွက်ပေးတဲ့အတွက်ကိုလည်းကျွန်တော်တို့ဒါဝယ်ယူဖြစ်တာဖြစ်ပါတယ်ဟို payment အစပါနော်အခုကျွန်တော်တို့စေးရုံဆိုရင်ဒါလစဉ်လာတိုင်းလို့ပြောလို့ရပါတယ်နိုင်250ပြည့်တိုင်းကိုကျွန်တော်တို့တစ်ချိန်ပေါ့နော်ကျွန်တော်တို့ service လုပ်နေရတယ်အဲ့ဒီခါမှာလည်းသူတို့ဘယ်ချိန်လာမယ်ဆိုပြီးတော့ကျွန်တော်တို့မပြောဘဲနဲ့ကိုရေးဘယ်ချိန်တော့ကျွန်တော်တို့ဝင်လို့ရမလဲဘယ်ရက်ကိုဝင်လို့ရမလဲဆိုတေချာလေးညှိနှိုင်းပြီးမှကျွန်တော်တို့စီကို service လုပ်ပေးတဲ့အတွက်ဒါလေးကျွန်တော်တို့တော်တော်လေးကိုအားရပါတယ်နောက်တစ်ချက်ကလည်းဒီတစ်ဖက်မှာရှိတဲ့ customer service ပဲဆိုရင်လည်းဝင်ရောက်ပြီးသွားပြီဆိုရင်ကိုအဆင်ပြေရဲ့လား service plan နဲ့ပတ်သက်ပြီးတော့ခက်ခဲရှိရင်ပြောတော့ဆိုပြီးတော့ follow up လေးတွေပြန်ပြီးတော့ဆက်ပေးတဲ့အပေါ်မူတည်ပြီးကျွန်တော်တော်တော်လေးအားရပါတယ်ခင်ဗျာဟုတ်ကဲ့လုပ်ငန်းတွေအတွက်မီးစက်ကဘယ်လောက်ထိအထောက်အကူဖြစ်စေလဲဆိုတာကိုအကိုရဲ့ experience လေးကို sharing လုပ်ပေးပါအောင်ကိုဟုတ်ကဲ့ကျွန်တော်တို့hacker service နဲ့ပတ်သက်တာဆိုရင်မီးစက်ကတော့တော်တော်လေးကိုမရှိမဖြစ်ပါဗျ။ဘာကြောင့်လဲဆိုရင်ဆေးရုံလေပတ်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့က24နာရီဧည့်သည်တွေလူနာတွေကိုဝန်ဆောင်မှုပေးနေရတဲ့လုပ်ငန်းဖြစ်တယ်။ဒါကြောင့်မလို့ကျွန်တော်တို့မီးပြတ်သွားတဲ့အချိန်ဆိုရင်လည်းကျွန်တော်တို့ကtime limitation ရှိထားတယ်ကျွန်တော်တို့ရဲ့မီးပြတ်ပိုင်ခွင့်က20 second နဲ့ပို့လို့မရဘူးဒါကြောင့်မလို့ဧည့်သည်တွေကိုဝန်ဆောင်မှုပေးရတဲ့လုပ်ငန်းဖြစ်သည့်အလျောက်တစ်ဖက်မှာလည်းကျန်းမာရေးဝန်ဆောင်မှုဖြစ်တဲ့အတွက်ကိုမီးစက်သည်ကျွန်တော်တို့ဆေးရုံအတွက်ကျွန်တော်တို့လုပ်ငန်းအတွက်ကတော့မရှိမဖြစ်ပါပဲခင်ဗျာကဲအခုဗီဒီယိုကြည့်နေတဲ့မိတ်ဆွေတွေကိုအခုအနေနဲ့မီးစက်နဲ့ပတ်သက်ပြီးတော့ဗာလေးများအကြံပေးချင်တာရှိလဲရှင်အခုဗီဒီယိုကြည့်နေတဲ့မိတ်ဆွေတွေလည်းဒီမိမိလုပ်ငန်းမှာဒီမီးစက်ဝယ်ယူဖို့အတွက်အကြောင်းအရာပေါ်လာပြီဆိုရင်တော့ကျွန်တော်တို့ PTI ကိုပဲရွေးချယ်ပါလို့ကျွန်တော်တိုက်တွန်းပြရစီ extra brand မီးစက်တွေကျွန်တော်တို့အသုံးပြုလာတာ10စုနှစ်တစုကျော်လွန်သွားပြီပေါ့နော်အဲ့ဒီမှာမီးစက်ပိုင်းဆိုင်ရာရောစပစ်ပိုင်းဆိုင်ရာရောဘာတစ်ခုမှကျွန်တော်တို့ဟိုစိတ်ညစ်စရာမလိုတဲ့အတွက်ကြောင့်မို့လို့မိတ်ဆွေတို့ရဲ့လုပ်ငန်းအတွက်ကိုလည်းကောင်းကောင်းအထောက်ကူပြုလိမ့်မယ်လို့ယုံကြည်ပါတယ်ခင်ဗျာဒါကြောင့်မလို့မီးစက်ရွေးချယ်မယ်ဆိုရင်တော့PTI ကိုသာရွေးချယ်ဖို့အတွက် recommend လုပ်ချင်ပါတယ်